ဒီတစ်ခါမှာတော့ဒီ Jolly Readers non yellow label ပေါ့နော် non fiction နေရာမှာဒီ one ဆိုတဲ့စာကလေးနဲ့ပတ်သက်တဲ့တချို့ချက်လက်လေးတွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ပေါ့နော် so yellow label စာအုပ်တွေကိုဖတ်ဖို့ဆိုလို့ရှိရင်ခါတိုင်းလိုပဲ letter S ကနေပြီးတော့မှ ARG 42 letter sum အကုန်လုံးတီးဖို့ blender ဖို့လိုအပ်တယ် tricky word တွေနဲ့ကတော့ rich level တုန်းကတီးခဲ့ပြီးသား tricky word 7 လုံးပြီးတော့မှဒီနောက်ထပ်ဒီ tricky word 10 လုံးပေါ့နော်ထပ်တီးဖို့လိုအပ်တယ်ပြီးလို့ရှင်ဝိုင်းက E ဆိုတဲ့အတန်ထွက်တာကိုခလေးရဖတ်တတ်နေဖို့လိုတယ် funny muddy sunny windy အစရှိတဲ့ဖြစ်ပေါ့နော်နောက် character တွေအနေနဲ့ကလည်း phonics ဆိုတဲ့ character လေးတစ်ခုကိုထပ်တီးဖို့လိုအပ်တယ်ပေါ့နော်ဒါတွေအကုန်လုံးဒီချက်တွေအကုန်လုံးတီးပြီဆိုလို့ရှိရင်ပြည့်စုံပြီဆိုလို့ရှိရင် yellow level စာအုပ်တွေကိုခလေးရဆက်ဖတ်လို့ရပြီအခုဒီနေ့ကကျတော့ yellow level ခြေကမှnon fiction ပေါ့နော် non fiction မျိုးစာ wine ဆွဲစာကလေးနဲ့ပတ်သက်တဲ့တချို့ချက်လက်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော်ဒီမှာကဘာလေးတွေတွေ့မလဲဆိုရင် IS ပေါ့နော် IS က IZ တန်နဲ့ထွက်မယ်အဲ့ဒီ S က letter Z တန်နဲ့ထွက်မယ်ဆိုတော့ is အဲ့ဒါလေးတွေပြောပြပေးဖို့လိုတယ်နောက်တတိပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခါOF တရ of အဲ့လိုလေးထွက်မှာပေါ့နော် of ဆိုတော့ F တစ်လုံးနဲ့ဆိုရင် letter V တန်နေနဲ့ထွက်မှာပေါ့နော်အဲ့ဒါလေးကိုလေသူတို့တတိပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခါဒီအနောက်ဆုံးမှာပါတဲ့ S တွေပေါ့အနောက်ဆုံးမှာပါတဲ့ X တွေဆိုရင်ဖချခအဲ့ဒီအတန်ရဲ့အနောက်က S တွေကတော့ S တန်ထွက်တယ်ပေါ့နော်ဒီမှာဆိုလဲ pumps အဲ့လိုထွက်တာပေါ့ဒါပေမဲ့များသောအားဖြင့်ဒီနောက်မှာပါတဲ့ Z တွေဒီ letter နောက်မှာပါတဲ့ letter S တွေဒီ letter Z တန်နေပဲထွက်မယ်ဆိုတော့အဲ့ဒါလေးတို့ကိုသတိပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခါဒီမှာဆိုရင် silent letter လေးတွေပါတယ်ပေါ့ silent letter လေးဆိုလေသူတို့အတန်ထည့်ပြီးတော့မှမထွက်ဖို့သူတို့သတိပေးဖို့လိုတယ်ပေါ့နော်နောက်ကဒီ with တို့ဘာလို့ဆိုလို့ရှိရင်ဒါ th က hard sound နဲ့ထွက်ရမယ်ပေါ့နော်ဒါမျိုးလေးတို့သတိပေးဖို့လိုတယ်ကလေးတွေကဒီဟာကိုsoft sound နဲ့ shape soft sound နဲ့များသောအားဖြင့်ထွက်တတ်ကြတယ်ပေါ့နော်ဒီ teeth လိုမျိုးဆိုတော့အဲ့လို soft sound နဲ့များသောအားဖြင့်ထွက်တတ်ကြတယ်ဒါပေမဲ့ with the hard sound ဆိုတာမျိုးသူတို့ကိုသတိပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကဒီ OI ဒီ OI ဒီ vowel digraphs တွေပေါ့နော် vowel digraphs တွေဖြစ်တဲ့အတွက်ကြောင့်မလို့vowel digraphs တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဖတ်တဲ့အခါမှာ the one လို့ဖတ်ဖို့လိုတယ်ပေါ့နော်ကလေးတွေကအမှတ်တမဲ့နဲ့ the one လို့ထွက်သွားတတ်ကြတယ်အဲ့ဒါကို the one လို့ဖတ်ဖို့အတွက်သူတို့အဲ့ဒါလေးတွေသတိပေးဖို့လိုတယ်ပေါ့နော်ဒီ OI ဒီ OI ဒီ vowel digraph ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလေးတို့ဒါလေးတို့ the while လို့ဖတ်ဖို့သတိပေးဖို့လိုတယ်ပေါ့နော်ဒီလောက်ပါပဲကျွန်တော်တို့တွေဖတ်တာအဆင်ပြေမှာပါပေါ့နော်နောက်တစ်ခါ reading comprehension အတွက်ကတော့ကလေးကိုဖတ်ပြီးသွားတဲ့အခါမှာ summary လေးသူတို့နားလည်တယ်လို့ summary လေးပြန်ပြောခိုင်းတာမျိုးကြီးလုပ်ပေးလို့ရတယ်နောက်ခါသူတို့ဒါမျိုး real experience မှာဒါမျိုးတွေမြင်ဘူးလားဆိုတာမျိုးနဲ့သူနဲ့ကိုယ်နဲ့ discuss လုပ်ပေးလို့ရတယ်နောက်သူတို့မသိရဲ့ book of အသစ်ကလေးတွေပါလာရင်သူတို့အရင်မေးကြည့်မှာပေါ့နော်ဒီအထည့်ပဲဘလို့ထင်နေဆိုသူတို့ဖြေရလေးမပြည့်စုံဘူးဆိုရင်စောက်ထဲမှာပါတဲ့ကြောင်းနဲ့ဆက်ပြီးဖြေပေးလို့ရတယ်ဒီမှာဆိုရင်ဒီ direct ကြိုပါတော့ပေါ့နော်ဒါတွေဘလို့ထင်နေဆိုတဲ့ဟာမျိုးလေးတွေလုပ်ပြီးလို့ရတယ်နောက်ခါကျရင်မေးခွန်းလေးတွေမေးပေးလို့ရတယ်ပေါ့နော်မေးခွန်းလေးတွေမေးရဲ့နေရာမှာဒီထဲမှာပါတဲ့မေးခွန်းလေးတွေစောက်ထဲမှာမေးခွန်းလေးတွေပါတယ်ပေါ့ what's in the book စောက်ထဲမှာဒါရိုက်ပါတဲ့အကြောင်းအရာတွေ what do you think ဆိုတာကလေးရဲ့အdream မျိုးမေးရင်မေးခွန်းလေးဒီမေးခွန်းလေးတွေနဲ့လည်းကလေးကိုမေးပေးလို့ရတယ်နောက်တဲ့ကိုမေးချင်တဲ့ဟာလေးတွေကိုလည်းမေးခွန်းအသေးထပ်ပြီးမှမေးလို့ရတယ်ပေါ့ extra question ရှိနေနော်။မှာဆို extra question ရှိနေနေကဘာလေးတွေမေးလို့ထပ်ပြီးမေးလို့ရနိုင်အောင်မလဲဆိုရင် where can all be found အဲ့လိုမျိုးလေးတွေနောက်တစ်ခါကျရင် what stamps on top of the rigs ဟာမျိုးလေးတွေနောက်က what can be used to transport the ones ဟာမျိုးလေးတွေပေါ့နော်အဲ့လိုမေးခွန်းလေးတွေကိုလည်းထပ်မေးကြည့်လို့ရတယ်ပေါ့နော်အဲ့ဆိုရင်ဒီနေ့တော့ဒီ one နဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲပေါ့နော်နောက်ထပ် yellow level စာအုပ်တွေကြာရင်လည်းဟိုတတိထားစရာလေးတွေကိုထပ်ပြီးတော့မှပြောပြပေးသွားပါဦးမယ်အစားဆုံးကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် bye bye